တေးတီငက်လေးတခါကကောင်မလေးတစ်ယောက်မှာတချင်းဆိုရတာကိုအရန်ကြိုက်တဲ့ငက်ကလေးတစ်ကောင်ရှိတယ်ငက်ကလေးဟာအမြဲလိုပရင်းပေါင်နားမှာနေပြီးချစ်စရာကောင်းတဲ့တချင်းတွေကိုတီးဆိုနေလေးရှိတယ်ဒါပေမဲ့ကောင်မလေးကတော့နည်းနည်းချင်းချင်းတန်းတန်းနေတတ်ပြီးသူ့ရဲ့ငက်လေးတချင်းဆိုတာကိုမကြိုက်ဘူးတနေ့မှာကောင်မလေးအိပ်ပျော်နေတဲ့အချိန်ငက်ကလေးဟာသူဆိုနေကြအတိုင်းတချင်းလေးဆိုမိတယ်ကောင်မလေးဟာလန်နိုးသွားတော့စိတ်ဆိုးပြီးငက်လေးတချင်းမဆိုနိုင်အောင်နှုတ်သီးကိုချီထားလိုက်တယ်နောက်တစ်နေ့ကောင်မလေးနိုးလာတဲ့အချိန်မှာကောင်မလေးဟာသူ့ရဲ့နှုတ်ကနေစကားတခွန်းမှမပြောနိုင်ဘူးဖြစ်နေတယ်သူ့ရဲ့ပါးစပ်ဟာနာကျင်နေပြီးကောင်းကောင်းလေးအသက်မရှူနိုင်ဘူးတနေ့လုံးအဲ့ဒီလိုမျိုးစိတ်အနှောက်အယှက်ဖြစ်စရာပုံစံနဲ့ပဲနေရတယ်ညရောက်ချိန်ငက်ကလေးကိုရုတ်တရက်တွေ့တော့မှငက်လေးဟာလည်းသူ့လိုတပုံစံနဲ့ခံစားနေရမှာပဲလို့သဘောပေါက်သွားတယ်ဒါကြောင့်နှုတ်သီးမှာချီထားတဲ့ကြိုးကိုဖြီးငက်လေးကိုလွတ်ပေးလိုက်တယ်အဲ့လိုလုပ်ပြီးမိနစ်အနည်းငယ်အကြာမှာပဲကောင်မလေးရဲ့ပါးစပ်ဟာပုံမှန်အတိုင်းပြန်ကောင်းသွားတယ်ဒီပုံပြင်လေးကိုနားထောင်ခြင်းဖြင့်မိမိမကြိုက်မနစ်သက်တဲ့အရာကိုသူတစ်ပါးအပေါ်မှာလည်းမပြုတ်မှုမပြောဆိုသင့်ကြောင်းကိုသိရှိနိုင်မှာဖြစ်တယ်